အားလုံးပဲမင်္ဂလာပါယူဝမ်တင်းတော်ရဲ့ဝิญဉ်ရေးအာဟာရညနေစာအစီအစဉ်လေးကနေဝမ်းမြောက်စွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာရောက်ချင်းစီတိုင်းဝิญဉ်ရေးရာမှာခွန်အားဖြစ်စေဖို့ရွေးချယ်ထားတဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့အပင်မှန်အတိမှန်လို့ကျွန်တော်အနေနဲ့ခေါင်းစဉ်ပေးထားပါတယ်အခြေပြုကျမ်းပိုက်တစ်ပိုက်ဖတ်ချင်ပါတယ်ရှင်ယောဟန်ခန်းကြီး15အငယ်ခွန်တင်တို့သည်ငါ၌တည်၍ငါစကားသည်တင်တို့၌တည်လျင်တင်တို့သည်တောင်းကျင်သမျှကိုတောင်း၍ရကြလိမ့်မည်ဒီနှုတ်ကပတ်တော်ကကျွန်တော်ယုံကြည်သူရောက်ချင်းစီတိုင်းဖတ်တဲ့အခါတိုင်းမှာခွန်အားရတဲ့နှုတ်ကပတ်တော်ဖြစ်တယ်။ဘုရားစီမှာတောင်းခြင်းသမျှကိုရမယ်ဆိုတဲ့အရာကိုကျွန်တော်တို့ကခွန်အားယူကြတဲ့ကျမ်းပိုက်ဖြစ်တယ်။ဒါပေမဲ့လည်းဒီရှင်ယောဟန်အခန်းကြီး15ကိုကျွန်တော်တို့လေ့လာသုံးသပ်တဲ့အခါမှာအဓိကအရေးကြီးတာကကျွန်တော်တို့တောင်းခြင်းသမျှကိုတောင်း၍ရနိုင်ဖို့အခွင့်အရေးအကျိုးရလက်ကယေရှုခရစ်တော်တည်ဟူသောပင်စီနဲ့ချိတ်ဆက်မှုရှိနေမှသာလျှင်ဒီတောင်းစုပြည့်ခြင်းကရရှိမယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့လောကကြီးထဲမှာအသက်ရှင်တဲ့အခါမှာကျွန်တော်တို့ဘယ်အရာနဲ့ချိတ်ဆက်နေတယ်လဲ။ဘယ်အရာကိုအမိပြုနေတယ်လဲ။ဘယ်အရာစီကနေကျွန်တော်တို့စွမ်းအင်တွေရယူနေတယ်လဲဆိုတဲ့အရာကအင်မတန်မှအရေးကြီးတာဖြစ်တယ်။ဒီရှင်ယောဟန်အခန်းကြီး15အရာဆိုရင်ယေရှုခရစ်တော်ကငါကစပြစ်နွယ်ပင်ဖြစ်တယ်။တင်တို့ဒီအခက်များဖြစ်တယ်တဲ့။ငါ၌မချိတ်ဆက်တဲ့သူမှန်သမျှကအသီးမသီးနိုင်ဘူးဆိုပြီးတော့မှပေါ်ပြပေးထားတယ်ဆိုတာကိုတွေ့ရတယ်။ကျွန်တော်တို့အတိကအသီးတီးဖို့ရန်အတွက်ယေရှုခရစ်တော်ဒီဟူသောပင်စီနဲ့ချိတ်ဆက်မှုရှိမှသာလျှင်ကျွန်တော်တို့အသီးတီးနိုင်မယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့လောကထဲမှာအသက်ရှင်ခြင်းကအချိတ်ဆက်ကအယံကိုအရေးကြီးပါတယ်။စစ်မှန်သောအပင်နဲ့မှန်ကန်သောအပင်နဲ့ပင်စီနဲ့ကျွန်တော်တို့ကချိတ်ဆက်မှုရှိနေမှသာလျှင်ကျွန်တော်တို့အသက်တာထဲမှာစစ်မှန်တဲ့အသီးဘုရားသခင်လိုချင်တဲ့အသီးတွေကိုတီးနိုင်တယ်ဆိုတာကိုဒီနှုတ်ကပတ်တော်ကကျွန်တော်တို့ကိုညွှန်ပြနေတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အချိတ်ဆက်မှန်ကန်မှုအရန်အရေးကြီးတယ်ဆိုတဲ့အရာကိုဒီနေရာမှာကျွန်တော်အနေနဲ့ဝေငှခြင်းနဲ့အချိတ်ဆက်လို့ပြောတဲ့နေရာမှာကျွန်တော်တို့အရောက်ချင်းစီတိုင်းတည်ဘူးပြဖြစ်တဲ့ဥပမာလေးတစ်ခုကိုကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်။ဒါကတော့ကျွန်တော်တို့ရဲ့ခေါင်းမှာပေါက်နေတဲ့သပင်တစ်ပင်အကြောင်းပဲဖြစ်ပါတယ်။ဒီသပင်ကကျွန်တော်တို့ရဲ့ခေါင်းပေါ်မှာရှိနေတယ်ဆိုရင်တော့ပြဿနာမရှိပါဘူးကျွန်တော်တို့ရဲ့အသက်တာကိုလှပမှုတွေဖြစ်စေတယ်ကျွန်တော်တို့အသက်တာတွေကိုတင့်တယ်မှုတွေဖြစ်စေတယ်အဓိကဒီသပင်ကဥကောင်းနဲ့ချိတ်ဆက်နေတဲ့အတွက်ဒီသပင်ကကျွန်တော်တို့အတွက်ပြဿနာမရှိပါဘူးဒါပေမဲ့လည်းဒီသပင်တစ်ပင်ကကျွန်တော်တို့စားတောက်မဲ့ဟင်းကွက်ထဲကိုရောက်သွားပြီဆိုရင်တော့မိတ်ဆွေပြဿနာဖြစ်သွားပါပြီကျွန်တော်တို့ရောက်ချင်းစီတိုင်းကိုစားမဲ့ဟင်းကွက်ထဲကိုသပင်ရောက်နေတယ်ဆိုရင်ဘယ်သူမှစားခြင်းစိတ်မရှိတော့ပါဘူးဒီဟင်းကွက်တစ်ခွက်လုံးကယွန်ချစရာဖြစ်သွားတယ်ဆိုတာကိုတွေ့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့အဓိကပြဿနာကဒီသပင်ကသူချိတ်ဆက်ရမယ့်ဥကောင်းမှာမချိတ်ဆက်နေပဲနဲ့အင်းကွက်ထဲကိုရောက်ရှိနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီလိုပဲကျွန်တော်တို့ယုံကြည်သူရောက်ချင်းစီတိုင်းအသက်တာချိတ်ဆက်ရမယ့်စစ်မှန်တဲ့ယေရှုခရစ်တော်နဲ့မချိတ်ဆက်ဘူးဆိုရင်တော့ကျွန်တော်တို့ဘဝအသက်တာသူတစ်ပါးတွေအတွက်အကျိုးဖြစ်ထွန်းစရာအကြောင်းမရှိဘူးဆိုတာကိုဒီဥပမာလေးကကျွန်တော်တို့ကိုညွှန်ပြနေတာဖြစ်ပါတယ်ထိုနည်းတူပဲဒီမှာဖခင်ကမှာပေးထားတာကယေရှုခရစ်တော်ကိုယ်တိုင်ကဘာပြောထားလဲဆိုတော့ငါ၌မချိတ်ဆက်ထားဘူးငါ၌မဆက်တွယ်ထားဘူးဆိုရင်သင်တို့ဒီဘယ်အမှုကိုမှမပြုတ်နိုင်ဘူးဆိုပြီးတော့မှဒီထဲမှာလဲဆက်သွန်သင်ပေးထားတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့လောက်ရတိုင်းရဲ့အကျိုးရလဒ်တွေကတကယ်ပဲဖခင်သခင်နှစ်သက်တဲ့အရာတွေဖြစ်လာဖို့ရန်အတွက်ကယေရှုခရစ်တော်တည်ဟူသောအပင်စင်းနဲ့ကျွန်တော်တို့ချိတ်ဆက်ထားဖို့လိုအပ်တာဖြစ်ပါတယ်ကျွန်တော်တို့ဥကောင်းမှာပေါက်နေတဲ့သပင်ကခေါင်းနဲ့ချိတ်ဆက်ရင်တင့်တယ်လှပါတယ်ခေါင်းနဲ့မချိတ်ဆက်ရင်ယွန်စရာဖြစ်သွားတယ်ဒီလိုပဲကျွန်တော်တို့ယုံကြည်သူအရောက်ချင်းစီတိုင်းတက်တာတွေမှာခရစ်တော်နဲ့ချိတ်ဆက်မှုရှိနေသမျှကာလပတ်လုံးကျွန်တော်တို့တင့်တယ်လှပတဲ့ဘဝတက်တာကိုရရှိနိုင်မှာဖြစ်တယ်ဆိုတာကိုခွန်အားပေးခြင်းနဲ့ဒါကြောင့်မလို့ဖခင်နဲ့အချိတ်ဆက်ပြုဖို့ယေရှုခရစ်တော်နဲ့အဆက်အသွယ်ရရှိနေဖို့ကျွန်တော်တို့ဘာတွေလုပ်လို့ရတယ်လဲဆိုတဲ့အရာလေးကိုကျွန်တော်အနေနဲ့အနေငယ်ခွန်အားပေးခြင်းပါတယ်ဖခင်နဲ့အမြဲတမ်းချိတ်ဆက်ရရှိဖို့ရန်အတွက်ကျွန်တော်တို့လက်ထဲမှာရှိတဲ့ဒီနှုတ်ကပတ်တော်ကိုဖတ်ရဆင်ခြင်ခြင်းအပြင်ဖခင်နဲ့အဆက်အသွယ်ပြုနိုင်ပါတယ်ဒီထဲမှာဘုရားသခင်ရဲ့အလိုတော်တွေဘုရားရဲ့အကြံစီတွေဘုရားသခင်ကျွန်တော်တို့ကိုဖြစ်စေခြင်းတဲ့အရာတွေကိုအကုန်လုံးရေးသားထားပြီးသားဖြစ်တယ်ဒီနှုတ်ကပတ်တော်ကိုဖတ်ရှုလေ့လာဆင်ခြင်နေဆိုရင်ဘုရားနဲ့အချိတ်ဆက်ပြုပြီးသားဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဘုရားစီမှာဆုတောင်းခြင်းတောင်းလျှောက်တနာခံခြင်းအပြင်ဘုရားနဲ့လည်းအချိတ်ဆက်ပြုစကားပြောလို့ရပါတယ်ဘုရားနဲ့အမြဲတမ်းဆုတောင်းဘုရားနဲ့စကားပြောဘုရားရဲ့နီးလန်းတွေကိုအမြဲတမ်းခံယူနေတဲ့သူကဘယ်တော့မှလမ်းမကိုမရောက်ဘဲနဲ့ဘုရားသခင်တည်စေခြင်းတဲ့အသီးတွေကိုတီးနိုင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဘုရားကိုချီးမွမ်းကိုးကွယ်ခြင်းနဲ့လည်းချိတ်ဆက်ပြုလို့ရပါတယ်ဘုရားကိုဒီနီးလန်းနေနေတာတင်ကနေတိုင်းအချိတ်ဆက်ပြုနေမယ်ဆိုရင်ကျွန်တော်တို့ဘဝအသက်တာထဲမှာ
တောင်းသမျှတွေလိုချင်သမျှတွေကိုဘုရားသခင်ကပြင်ဆင်ပေးနေမယ်ဆိုတာကိုခွန်အားပေးခြင်းပါတယ်ကျွန်တော်တို့မျှော်လင့်တဲ့အရာတွေကျွန်တော်တို့လိုချင်တဲ့အရာတွေဘုရားသခင်အပြင်စီစဉ်လာမယ်ဆိုတာကိုခွန်အားပေးခြင်းပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာထဲမှာအပင်မှန်ဒီဟုသောယေရှုခရစ်တော်နဲ့ချိတ်ဆက်လျက်အသီးမှန်ဒီဟုသောဘုရားသခင်လိုချင်တဲ့အရာတွေကိုကျွန်တော်တို့ဘဝအသက်တာထဲမှာတီးကြစေဖို့တီးနိုင်စေဖို့ဒီနှုတ်ကပတ်တော်လေးအပြင်ရောက်ချင်းစီတိုင်းကိုခွန်အားပေးတိုက်တွန်းလိုက်ပါတယ်ကြားနာကြည့်ရှုသူရောက်ချင်းစီတိုင်းဘုရားရှင်အထူးပဲကောင်းချီးပေးပါစေ